အလင်းရဲ့နောက်ကွယ်မှာမွေးဖွားလာတဲ့ကြီးကန်းတချို့လူတွေကအလင်းရောင်ထဲမှာမွေးဖွားလာကြတယ်ဒါပေမဲ့တချို့ကတော့အလင်းရောင်အမည်နဲ့ပဲအမောင်လေးကိုပြစ်ချခံနေရတယ်ဒီကောင်လေးရဲ့နာမည်ကဂျူလီယန်ဖြစ်ပါတယ်ခန့်တစ်ပျောက်ဆုံးသွားတဲ့ကလေးဘဝဂျူလီယာကလေးဘဝတုန်းကမိသားစုအိမ်နဲ့နှွေးထွေးမှုတွေကိုဆောင်းရသည့်ညတညတဲ့နဲ့ဆုံးရှုံးခဲ့ရတယ်မိခိုးတွေအော်ဟစ်တန်တွေကြားထဲမှာအသက်ရှင်ကျန်ခဲ့တာကကြောက်ရွံ့နေတဲ့ကလေးတစ်ယောက်ပဲအဲ့ဒီညနောက်ပိုင်းသူ့အတိတ်ကအမှတ်တရတွေပျောက်ကွယ်သွားပြီးကြောက်ရွံ့မှုတစ်ခုတည်းပဲကျန်ခဲ့တယ်ခန်းနှစ်ရာဗန်အကယ်ဒမီသူ့ကိုကယ်တင်လိုက်တယ်လို့ထင်ရတဲ့အဖွဲ့ကအလင်းကိုကိုစားပြုတယ်လို့ပြောတဲ့ရာဗန်အကယ်ဒမီပါဒီနေရာမှာမိဘမဲ့ကလေးတွေကိုပြန်လည်မွေးဖွားခြင်းလို့ခေါ်ကြပါတယ်ဒါပေမဲ့အဲ့ဒီပြန်လည်မွေးဖွားခြင်းကမေတ္တာမဟုတ်ပါဘူးနာကျင်မှုအမိန့်နာခံမှုနဲ့ကြောက်ရွံ့မှုကိုပဲတင် जा ပေးတာပါခန်းသုံးပြုံးနောက်ွယ်ဂျူလီယန်မှာထူးဆန်းတဲ့အမူအရာတစ်ခုရှိတယ်ဂျူလီယာဟာကြောက်လန့်သွားတိုင်းသူမသိလိုက်ပဲအပြုံးတစ်ခုပြုံးမိတတ်တယ်အဲ့ဒီအပြုံးကပျော်လို့မဟုတ်ပါဘူးအသက်ရှင်ဖို့သူကိုယ်တိုင်တိဆောက်ထားတဲ့နောက်ဆုံးအကာအကွယ်ပါခန်းလေးအင်အားအတွက်ပြီးဆက်ရတဲ့တံမိုးဘာဗန်အကယ်ဒမီမှာအင်အားနည်းတာကအပြစ်ပါဂျူလီယာအင်အားရဖို့ခံစားချက်တွေကိုဖနှောက်ထားရတယ်ချစ်ဆိုတာဂျူလီယာအတွက်အားနည်းချက်ဖြစ်လာပြီးအင်အားကပဲသူ့ရဲ့တစ်ခုတည်းသောတံမိုးဖြစ်လာခဲ့တယ်
အခန်းငါဇာဗီယာနဲ့အမှန်တရားတနေ့မှာဂျူလီယာဟာဇာဗီယာကိုဖမ်းဖို့အမိန့်ရခဲ့တယ်ဒါပေမဲ့အဲ့ဒီတွေ့ဆုံမှုကသူ့အတိတ်ကိုပြန်ဖွင့်ပေးလိုက်တယ်သူဟာသူထင်ခဲ့သလိုအချစ်မခံရတဲ့ကလေးတစ်ယောက်မဟုတ်ခဲ့ဘူးသူ့အမိကသူ့ကိုကယ်တင်ဖို့ကိုအသက်ဆုံးခဲ့တာကိုသိလိုက်ရတယ်အဲ့ဒီအချိန်မှာဂျူလီယန်ရဲ့အပြုံးဟာပထမဆုံးအကြိမ်အတင်းလှုပ်ထားတာမဟုတ်တော့ပါဘူးဂျူလီယန်နားလည်သွားတယ်သူကအလင်းရဲ့လက်နက်တစ်ခုမဟုတ်ဘူးအမှောင်ရဲ့ကြီးကျွန်းလည်းမဟုတ်တော့ဘူးသူကကိုယ်ပိုင်လမ်းကိုကိုယ်တိုင်ရွေးချယ်နိုင်တဲ့လူတစ်ယောက်ပါတစ်ချိန်ကဂျူလီယန်ပြုံးခဲ့တာကအသက်ရှင်မှုအတင်းလုပ်ခဲ့တဲ့ပြုံးပါအခုတော့သူပြုံးနေတာကကိုပြန်တွေးခဲ့လို့ပါမိတ်ဆွေကဂျူလီယန်ကိုင်တဲ့မိန်းကလေးအားဆိုရင်မိတ်ဆွေရဲ့အမြင်ကိုလည်းကွန်မန့်မှာရေးခဲ့ပြီးပါကြည့်ရှုအားပေးတဲ့ပြည်သက်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာသဘောကျနှစ်သက်တယ်ဆိုရင်like and subscribe လုပ်တာပြီးခဲ့ပါဦးခင်ဗျာအားလုံးပဲမင်္ဂလာရှိစွာနေ့ရက်ကလေးဖြစ်ကြပါစေခင်ဗျာ